နော်ဘာဘာသာလဲအဲ့တော့ဗုဒ္ဓဘာသာဟာဘယ်ပေါ်မှာအခြေခံတာလဲအဲ့ဒါမူကြိုပြောတာပါပဲတိုင်းပြည်လုံးနှံ့ခဲ့ပါပြီဗုဒ္ဓဘာသာနိုင်ငံကြီးရဲ့လို့ကမ္ဘာမှာအမတန်ထင်ရှားတဲ့မြန်မာနိုင်ငံဗုဒ္ဓဘာသာကိုးကွယ်သူအမတန်ပေါ်တဲ့နိုင်ငံကြီးမှာဗုဒ္ဓဘာသာဆိုတာဘယ်ပေါ်မှာအရင်တည်လဲမေးတော့မဖြေနိုင်ကြပါဘူးအဲ့ဒါကိုကြည့်ခြင်းအပြင်ဦးဇင်းတို့ဗုဒ္ဓဘာသာတွေဟာအမိခံယုံသက်သက်ပဲကြံတော့တယ်ဆိုတာအဖြေပေါ်နေအခြေခံပြောက်ဘာပြောက်နေလဲဟုတ်ပါတနည်းအားဖြင့်သူတော်ကောင်းတို့ယင်ထဲမှာဖျားလဲပြောက်နေတယ်တရားလဲပြောက်နေတယ်သံဃာလဲပြောက်နေပါပြောင်းနေကြောင်းကိုလည်းဖြည်းဖြည်းချင်းသက်သေထူသွားပါဒါကြောင့်မူကြိုးဆင့်ကပြန်စနေရတဲ့အတွက်ကိုယ်လည်းနားလည်လိုက်ပါတယ်မူကြိုးဆရာပဲဖြစ်ပါလိမ့်မယ်ရှင်းသလားအဲ့တော့တရားနာပိဋကများလိမ့်မယ်သိတယ်တရားနာပိဋကများမယ်တော့နေရာကျယ်ကျယ်လွတ်လွတ်ရအောင်လုပ်ထားဆိုတော့ရှင်ဘုရားကြီးကျယ်လာကြီးလာတယ်မဟုတ်ဘူးကိုယ်ဆင့်ကိုသိလို့ပြောတာဒေဝဆရာတို့ရဲ့တရားတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့အကောင့်လေးကို like and follow လုပ်ပေးဖို့လည်းတောင်းဆိုပါတယ်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ